ဒီမြင်ကွင်းကိုတေချာလေးကြည့်လိုက်ကြရအောင်ဗျ။အီတာဆင်ဟာမာနီကိုတွန်းထိုးပြီးရန်စနေခဲ့တာပါ။မာနီစီကတုံ့ပြန်မှုတစ်ခုခုရအောင်တမင်တက်တက်ရည်ရွယ်လှုပ်ဆောင်နေတာဖြစ်ပေမဲ့မာနီကတော့ဘာမှမဖြစ်တယ်လို့မျိုးအေးအေးဆေးဆေးပဲတီတီငြိမ်ငြိမ်နဲ့ကြော်ဖြတ်သွားခဲ့ပါတယ်။ဒါပေမဲ့နောက်တစ်ပွဲမှာတော့မယုံနိုင်စရာလက်စားချေမှုကြီးကပေါ်ပေါက်လာပါတော့တယ်။မာနီဟာသူ့ရဲ့ခြေထောက်ကိုအစွမ်းကုန်မြင့်ပြီးအီတာဆင်ရဲ့မျက်နှာရိပ်တွေကိုကန်လိုက်တာပါ။သူကွင်းထဲကထွက်သွားတဲ့အချိန်မှာပြုံးနေခဲ့ပေမဲ့အီတာဆင်ကတော့အရေးပေါ်လူနာတင်စင်တဲ့အပြင်ကိုပါသွားခဲ့ရပါတယ်။နောက်ထပ်မြင်ကွင်းတစ်ခုမှာတော့လီယိုနယ်မက်ဆီဟာရီယယ်မက်ဒရစ်ပရိသတ်တွေရှိရာဘက်ကိုဘောလုံးနဲ့တမင်ကန်ခဲ့ပါတယ်။ဒါကိုပီပီကဒေါသတကြီးပြေးလာပြီးမင်းယူသွားပြီလားဆိုတဲ့ပုံစံမျိုးနဲ့လက်တိလက်မောင်းနှမ်းပြီးရန်စခဲ့ပါတယ်။ဒါပေမဲ့9မိနစ်ကြာမှာတော့အားပြင်းတဲ့ဖျက်ထုတ်မှုတစ်ခုကြောင့်မက်ဆီမြေပြင်ပေါ်လဲကျသွားချိန်မှာပီပီဟာမက်ဆီရဲ့လက်ကိုတမင်တက်တက်နင်းသွားခဲ့တာပါ။အလားတူပဲဘာနက်ဟာတိုဖီရဲ့အလွန်ကြမ်းတမ်းတဲ့ဖျက်ထုတ်မှုကိုခံလိုက်ရပါတယ်။အဲ့ဒီနောက်9မိနစ်ကြာမှာတော့သောမတ်မူလာကသူ့အသင်းဖော်အတွက်လက်စားချေတဲ့အနေနဲ့တိုဖီထက်တောင်ပိုပြီးကြောက်စရာကောင်းတဲ့ဖျက်ထုတ်မှုမျိုးနဲ့တုံ့ပြန်ခဲ့ပါတယ်။ဒါတင်မကသေးပါဘူး။ဆာဂျီယိုယာမုစ်ကမက်ဆီရဲ့မျက်နှာကိုတမင်တက်တက်ရိုက်ခဲ့တဲ့ဖြစ်ရလဲရှိပါသေးတယ်။မက်ဆီဟာမြေပြင်ပေါ်မှာစက္ကန့်ငယ်လောက်လဲကျနေခဲ့ပြီးမှပြန်ထလာခဲ့ပြီးနှစ်ဖက်အသင်းသားတွေကြားရန်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ဒါပေမဲ့ဇလန်ကဒီမှာတင်မပြီးသေးပါဘူး။မိနစ်ငယ်ကြာမှာပဲမက်ဆီဟာအလွန်ကိုကြမ်းတမ်းပြီးပြင်းထန်လာတဲ့ဖျက်ထုတ်မှုကြီးနဲ့အတူလက်စားချေဖို့ပြန်လာခဲ့ပါတော့တယ်။ဘောလုံးလောကမှာတော့လက်စားချေမှုတိုင်းဟာအကျိုးဆက်တွေနဲ့အတူအမြဲတမ်းပါလာစမြဲပါပဲခင်ဗျာ။အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဘောလုံးလောကရဲ့အခိုက်အတန့်ဗီဒီယိုတွေကိုတင်ဆက်ပေးသွားမှာမလို့အကောင့်လေးကို follow လုပ်ပြီး Yonero ရဲ့ပရိသတ်တယောက်ဆိုရင် CR7 လို့မှန်သွားပါအောင်နော်။